PSG အသင်းရဲ့စပင်းနဲ့ position တွေကအားရစရာပေါင်းပြီးတော့ဗျာဘာစီလိုနာဖိုင်နယ်တက်လာရင်တော့မှ PSG ပဲဖလားပိုင်ဆိုင်အောင်မယ်အနေထားမှာရှိတယ်အင်တာအသင်းကကွင်းလျာနေပြီးတော့ဘောလုံးကိုကင်ပြီးတော့ကွင်းထိုးလုပ်ကစားကြည့်ပေမဲ့ဒီပွဲမှာလုံးဝဖြစ်ခဲ့ရတွေ့ရတယ်ဒုတိယအနေနဲ့ပြောချင်တာကတော့ဒမ်မဲလီပြဒမ်မဲလီကဒီပွဲမှာတော့ဘီလင်ပြဘာလို့ဆိုဒီပွဲမှာသူ့ကိုအင်တာမီလန်တင်းကလူတွေအများစုကတ်လိုက်တာနဲ့ဒမ်မဲလီကကြောင်ပြောက်သွားတာမျိုးပေါ့ဗျာသိရမလားဒီကိုမှလည်းအင်တာရဲ့အားနဲ့ချက်ကပုံမှန်ဘောလုံးစီအဆူလိုက်ပြုံလိုက်နေတာမျိုးကြီးကြောင့်ဒူအေးကကြီးထွက်သွားခြင်းရှိသွားပြီးတော့အာဂီမီကိုပြီးဖို့ရမှာဒီစပေးမှာဆို PSG ပွဲစားခင်နေရရည်ရထားတဲ့တန်ပြန်တိုင်းစီအကွက်မျိုးဆိုတာဒါမျိုးပါသိမလားအထင်မှဖဲအင်တာမီလန်က PSG အတွက်ပြိုင်ဘက်တော့ဖြစ်ခဲ့လို့ဗျာဒီအပိုင်းမှာဗျာအင်တာမီလန်ရဲ့ခန်းစစ်အားနည်းမှုကိုတိတိကျကျမြင်ရပြီးတော့ဒီမှာဒမ်မဲလေးရဲ့စပေးကနောက်မှာအင်တာမီလန်ရဲ့နောက်ပိုင်းကျော်သွားတာကိုတွေ့ရတယ်ဗျာကြီးစေးရုံကြီးဒမ်မဲလေးညမ်းလို့ပေါ့ဗျာဒီစပေးပါဆိုတော့ဒူဝေးကိုလွတ်လပ်ကြီးပေးသွားပြီးဒူဝေးကလွတ်လပ်ကြီးကြည့်ရတာဗျာအင်တာမီလန်တင်းကစားပုံကြီးကလည်းဘောလုံးနောက်ကိုပြေးလိုက်နေတာမျိုးပဲတွေ့ရတယ်ဒီမှာဆိုရင်အနီအောင်မြင်းလေးကဗီဒီယိုကိုပေးလို့ရရင်ဗျာတကယ်သူပေးသွားတာဒီဒမ်ဘယ်လီကိုပေးသွားတာအပြားရောက်မြင်းလေးပေါ့ဘာလို့ဗီဒီယိုကိုပေးလို့ရလဲပေါ့ဘာလို့ဗီဒီယိုကိုပေးလို့ရလဲဆိုရင်ဒီ PSG ရဲ့ကွင်းလက်ကစားသမားကအင်တာမီလန်ကွင်းလက်ကစားသမား2ယောက်ပေးတာရင်ခံရတဲ့အပြင်ဒီ position ကဗီဒီယိုကိုပေးတင်တာဗျာဗီဒီယိုကိုမပေးဘဲနဲ့ဒမ်ဘယ်လီကိုပေးတာပြီးတော့လာပါရဲ့လော်တဲ့အဖြစ်ပြောစရာကစားသမားရှိနေပါတယ်ပထမဆုံးကစားသမားအနေနဲ့တော့ဆေးရုံအောင်ကြီးဒုတိယမြောက်ပြောချင်တာတော့ခလီယာတော့ချန်ပီယံလိတောက်လျှောက်ခြေစမ်းပြလာနောက်ဆုံးပဲအိမ်နဲ့လွယ်ပြီးတော့ကြီးကျူးခြင်းတွေကစားသမားကတော့ဒူလေးပါခဏတော့ပြဖို့မင်းနေကြတယ်ဒူလေးကဟိုကိုလည်းရတယ်ပြလာပြီးတော့ဒီညမှာလည်းဆေးရုံကြီးကဘုဒ္ဓရုပ်ကွက်တီချပေး